ဒီဗီဒီယိုလေးက3နှစ်အတွင်းမှာပိုးပွဲစူးစမ်းခဲ့တဲ့အရာတွေကိုပြန်ကြည့်လိုက်တိုင်းကိုအော်ငါဒီလောက်စူးစမ်းခဲ့ပါလားပြန်ပြီးတော့မှတ်တမ်းတင်ထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ဆိုလည်းမမှားဘူးပေါ့ရှင်ကိုတို့ကအခုစာမေးပွဲမှာ3နှစ်တာကာလမှာချက်ခဲ့တဲ့စာတွေအကုန်လုံးကိုပေါင်းပြီးတော့ဖြေရမှာဖြစ်ပါတယ်။ပြပါအနေနဲ့ကတော့9ခုရှိတယ်ပေါ့နော်။ကိစ္စတွေချက်ပြီးလို့ခဏနားနေရဖြစ်ပါတယ်။အဲ့လိုနားပြီးတော့ငါနားနေလို့ဖြစ်ဘူးဆိုပြီးတော့ထားပါတယ်။ထားပြီးတော့စာဆက်ကြလိုက်ပါအောင်လေ။ဒါကတော့ကျမတို့ရဲ့အကြောင်းတော်ဖြစ်ပါတယ်။ခုနောက်ပိုင်းဘလော့တွေကတော့စာမေးပွဲပြီးမှပဲအင်ပြန်နဲ့ဘလော့ဒီရှားလေးပြန်ရိုက်ပါတော့မယ်။ကဲအေးလို့ပေါ်တယ်ဟုတ်ပါပြီတော့စာကြလိုက်ပါအောင်ရှင်ဒါကအသေးလေးဖြစ်ပါတယ်အသေးလေးကအမြဲတမ်းမုံပါလာရင်မုံစားနေလူလေးကြပါတယ်ကြလို့လာပြီးတောင်းစားပါတယ်အာနဲ့သူ့ကိုကြွေးလိုက်တာမုံချက်ကလေးအဲ့မှာ3ချက်ပဲပါတာကိုဘွက်တစ်ပိုင်းနဲ့စားပါတယ်သူက2ချက်နဲ့တစ်ပိုင်းစားသွားပါတယ်ပြီးတော့လုံမလေးရောက်ရှာလာပါတယ်ဒီကြတော့အဲ့ဒီမှာစကားတွေပြောနေပါတယ်ဒီလိုတူတာလေးပေါ့ဒီတော့တင်ပြပါဒီတော့မစားရင်ငါတို့မခေါ်တော့ဘူးနော်ဟမ်အိုးရဲ့ဘလောလေးတွေပြန်တင်နေလို့ဆိုတင်လိုက်တာဘိုးဘွယ်ဘယ်တော့တော့ဘူးအသေးလေးနဲ့ပဲပြည်သွားပါတယ်ကိုယ်နောက်ဆုံးတော့ကဲနားနေရတော့ကြာပြီအစ်စ်လုံးနေရတဲ့အချိန်တစ်ခုရောက်သွားပြီဆိုတော့ဘိုးဘွယ်အကြောင်းကိုထပ်ပြီးတော့မိတ်ဆက်ရင်းနဲ့အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးပါအားလုံးကတတ်တာစားကြကြပါနော်